ကျွန်တော်ကပြောတာတော့ကွာပါကြောက်ရတယ်ခင်ဗျာကွာငါပြောအောင်မဟုတ်ဓာတ်စိတ်ဓာတ်စာပြလုံးနဲ့တော့ကျွန်တော်တို့ကြွားလာကြကိုမမဖေဖေမေမေကြွားလာကြတယ်ကိုမမဖေဖေမေမေတို့ဆိုဟဲ့ကောင်စဉ်းစားပြောမင်းတဲ့အတဲကြီးတာတယောက်မှမပါဘူးကွာဆိုအခုလည်းပဲအောင်သိတဲ့အတဲကြီးတာတယောက်မှမပါတော့85နှစ်ရှိပြီဒါကြောင့်မလို့ထိုင်ကုန်ပေါ်ထိုင်ပြောရတာပါမတ်တက်ရလို့ရှိရင်ကြာရှည်မရနိုင်တော့အသက်85ဆိုတော့စဉ်းစားကြည့်ပေါ့ကွာမင်းတို့43ညဆိုရင်ဆေးရုံဝငါနစဖြစ်နေဘုရားချေဦးညိုတို့အကြည်တော်တို့ပြောသွားတယ်သိကောင်းတာပဲငါဟိုနောက်ကနေချက်ဟိုဘက်မှာအေးကြီးတွေပြက်လာခဲ့တော့ဟောပြောကနေလေယာမှာပြန်တော့တချို့မကြားချက်ကြားချက်ရငါအိတ်ပြောသွားတာတချင်းနေလဲချေဦးညိုဆိုလိုက်တာငါအဲ့ဒါဘာသွားမှမဆိုငါထောင်ထဲတော့ငါဆိုတဲ့တချင်းတွေသွားသတိရထောင်ထဲမှာတော့ငါလည်းကွာတဲထောင်ဖောက်ခဲ့စမ်းကပထမဆုံးစရဲ့စာပေါ့ငါပထမဆုံးစရေးတဲ့စာကိုကတဲထောင်ဖောက်ခဲ့စမ်းကတကယ်လည်းဖောက်ပြီးခဲ့တာပါထွက်ပြီးခဲ့တာအဲ့တော့ကတော့ငယ်တာဟုတ်ကစွန်စားဝင်တာပါတို့ကြကြောက်တယ်ဗျာထောင်ထဲမှာနေတော့ထောင်မှာ main gate ဆိုတဲ့ဘူးရလို့ခေါ်တယ်နည်းနည်းပြောရမယ်နော်ဘာရမို့ပေါ့ကွာစွတ်ပြောမှာငါမင်းတို့စာပေဟောပြောပဲဘာရလို့မင်းတွတ်မနေနဲ့ငါပြောတဲ့ထက်ကနေမင်းတို့နိဗ္ဗာန်ရောက်ကြပါကြမပါမှာတိတ်မျောလည်းမထားနဲ့ငါစမ်းမိစာရေးလျှောက်ပြောမှာအဲ့ဒါမင်းတိတ်မျောလေးနဲ့ဟုတ်လား you should not expect too much ပေါ့ဒါအများကြီးတိတ်မျောလည်းမထားနဲ့ငါစီကနေပြောအဲ့မှန်ကွာထောင်ဘူးဝရှိတယ်ဘူးဝဆို main gate ကြီးပေါ့တောင်15မိနစ်တခါခောက်တယ်အားလုံးကောင်းကြရလားအဲ့မှာနမတေနောအားလုံးကောင်းပါလားနမနေနောအားလုံးကောင်းပါလားနောတော့အိတ်ထောင်အားလုံးကောင်းပါလားဗျာနမငါအိတ်ထောင်အားလုံးကောင်းပါလား15မိနစ်တခါဩတိတ်စိတ်ရေးဖို့ကောင်းတယ်အဲ့တော့တနေ့မှကြတော့ဟိုဘက်တို့က big gas ပေါ့ကွာဟိုနိုင်ငံရေးသမားတွေပေါ့ဟိုဘက်က convict ဆိုခေါ်တဲ့ရာဇဝမှုတွေမှာကြားတဲ့ကောင်တွေဘိုင်တို့ရတယ်ဘိုင်နေရတာနမတေတော့နမဟိုကောင်ဘယ်လိုသိရင်တော့ဘာထားအောင်လဲအားလုံးကောင်းကြလားအားလုံးကောင်းပါခင်ဗျာနမတေတော့အဲ့ရဒီကောင်ဘာထားအောင်အားလုံးတယောက်မှမကောင်းဘူးတဲ့တယောက်မှမကောင်းလို့ထောင်ထဲရောက်လာအားလုံးတခိုးနဲ့ဓမြကြီးပဲငါတယောက်ပဲကပိုက်နိုင်ငါဒီဘက်ကနေဘာလို့မှမသိအဲ့တော့ချူးညိုကတချစ်နေပါလေဆိုတော့ငါအဲ့ဒါသွားမှဘယ်ပညာရှိရေးသွားမှလည်းမသိဘူးထောင်ထဲမှာမင်းတို့နတ်ရှင်တော်တချင်းဟုတ်လားတတ်တော်ဥစည်းပြောလိုက်ပြန်တော့ကြောက်ပါလိမ့်မယ်အဲ့ဒါဘယ်သူရေးသွားမှမသိဘူးငါမှအဲ့ဒါမှတ်မိနေသေးဗျာအရှိပဲဘူးစီမျောလိုက်ပြန်တော့အမြဲမရွှင်မေးဥဒတိုင်းနေဝိုင်းရန်ကနေတို့ပတ်ဝဲခြင်းမျောလိုက်ပြန်တော့တန်စုတွေတန်ကားတွေဝိုင်းရန်ကားလို့နေဖြေမပြေကံကြမ္မာပွေလို့မလောက်မငါမဝတဲ့အစာတွေကျူလိုက်ဆောင်အိတ်ထောင်နန်းစီစက်တီးနွမ်းလျာမိုးကာယိုဝေးထောင်ပါရာတွေထောင်ဝါရာတွေဆနမအေးချမ်းမပြတ်ပါပြီအဆောင်အနေစီမံဘူကြီးဒုက္ကိုင်းနေစီတရန်နဲ့ထောင်စကံဒုစံမြေထောင်ကအိုပြိုးတော်မဲ့ရိမ့်ရိုင်းကနေဖေးတော့နေမင်းတို့လက်ကိုစွတ်တီးမနေနဲ့ဘာမှလည်းမသိတော်ကြတော့မင်းဘာအရင်တော့မင်းဟိုဘာမှမဟုတ်နဲ့ငါဖတ်တာငါပြောတာပျော်လို့ပြောတာဟိုအရင်တော့အဂိယတိတ်ဝါဒနာပါတဲ့လူတယောက်ရှိတယ်ရှိတဲ့ခါကျတော့ तू ကအဂိယထိုးအောက်မှာတော်ကြရင်ဒီရွှေထည့်ထိုးကတော့သမီးလေးဘရက်ခွက်ကနှခမ်းလေးကြိုက်လိုက်ထည့်ရွှေထည့်ထိုးလိုက်ပြီးလိုက်လို့ရှိရင်အဲ့ဒါလေးကြည့်လိုက်ရေထိုးလိုက်ပါဇက်ထဲငုံထားလိုက်ပြောင်းလားဘလောင်လားဘာကြည့်ပေါ့ကွာလုံနေတဲ့ဥစ္စာအဲ့ဒါကြတော့မိမတိတ်စိတ်နေတယ်
ကိုဘသူသမင်းစားမယ်တော့ကိုဝိုင်းကိုရင်းအေးလာမယ်သမင်းစားမလို့ပါဆုံးကအေးလာခဲ့မယ်ဟိုကသူကြည့်သူ့ကောင်ကဓာတ်လုံးကြည့်နေတာပြီးလို့ရှိရင်ကြောက်တာဓာတ်လုံးလေးပါဇက်ထဲငုံပြီးထက်တာပြီးတော့မှခဏသမင်းစားပြီးဓာတ်လုံးပါဇက်ထဲပြန်ငုံအဲ့ဒါအဲ့ဒီကယူဒီတိုင်းပေါ့ကွာဒါကတော့အဲ့မှတက်လာတဲ့ခါကျကိုရင်းသမင်းစားမလို့ပါဆိုအေးလာပြီဟာလာကိုရင်းလာလို့ဆိုဟိုကအိမ်လေဘောတေကပေါ်တက်ဒီမိတ်လာပါဆိုမှပဲဟာကိုရင်းလာပါဆိုမှပဲဒီမှာငါရောက်နေဟာဘယ်ရတော့ဒီမှာလေးငါပြောဟာဘယ်ရတော့လို့ဆိုနေဆိုတကားကြတဲ့တန်းကြည့်ပါလေဒီမှာငါဒီမှာရှင်းနေမမြင်ဘူးလားဆိုဘယ်ရရောက်တော့မမြင်လို့မလို့မပြောတော့ဘယ်ရသုတ်နေဆိုကြတော့အဲ့မှာနင်ငါ့ကိုတကယ်မမြင်ဘူးလားမမြင်ဘူးတဲ့ဒါကြောင့်မလို့ပြောနေတာပေါ့တဲ့ဘယ်ရပြောနေတာပါညာအဲ့ဒီမှာဓာတ်လုံးငုံထားတာနေပြောရုပ်တယ်အောင်ပြီဆိုဒရင်မောက်ကနေခုံထွက်လဲအောက်ပေါ်ဝါတို့ကြတော့မှပေချင်းဆိုနေငါမြင်လားတောင်းမြင်ကြလို့မင်းတို့လက်ခုပ်တီးတာငါ့ကိုအဲ့ဒီပေါက်လို့မလားပြီးလဲပြီးတော့တေချင်းဆိုမြင်လားပဲဆိုပေါက်တယ်အလိုလိုမှမင်းတို့လက်ခုပ်တီးလို့ရှိရင်အစိုးရလည်းသိမကြိုက်ဘူးဘာမှညာမှမသိဘူးအစိုးရဆိုတာအစပဲယူတာဟာဘာတော့ဟာအဲ့တော့မင်းတို့ခေါင်းကချီဦးကျပြောသွားတယ်အကြည့်တော့ပြောသွားတယ်ဒီစရာတွေတိတ်ကောင်းပါတယ်နော်ဒါမှအောင်သိန်းကမောစရာပြောတော့လောကကြီးမှာရည်စရာရဲ့နောက်ကမောစရာပါလိမ့်ရှိတယ်နားလဲတယ်နော်သုတ်တန်ဒေသနာကိုအဘိဓမ္မာနဲ့အဆုံးသရတယ်ဆိုလို့ပေါ့အဲ့ဒါကြောင့်မလို့တရားဓမ္မတို့ရင်နိဗ္ဗာန်တို့ရင်လည်းညာတယ်ဝိဒီနေ့ကဘုန်းကြီးတစ်ပါးရှိတယ်ငါလည်းနောက်လည်းကြောက်ရသေးတယ်တန်မြခုနကပြောတဲ့ဟောပေါ့ရလဲတန်ခေါ်တာပေါ့အဲ့ဘုန်းကြီးတစ်ပါးရလဲဟောတခါကြီးတက်ကတော့စောင့်မြင်ကန်တာသူဘာမှလည်းလို့မရဘူးတော့ဒီရင်ရှာအဲ့တော့စင်မောနေရှာတန်မြကြီးမှလည်းတဝဲလင်လင်းဩတန်မြကြီးမှလည်းတဝဲလင်လင်းဘိုးတကားကြီးရဲ့ခမည်းလဲကျုပ်ရောက်ခမဖြစ်ခဲ့ဘူးတာပဲကျုပ်လဲခမည်းသမဲဖြစ်ခဲ့ဘူးတာပဲသူကပေးတာမပါဘူးဒီကညာကွာငါပေါက်တက်ကြရဒီလျှောက်ပြောလို့စားဆရာဆိုတော့ကြွားကြတယ်ကွာငါကျောင်းဆရာလည်းလုပ်ခဲ့သေးတယ်အဲ့ဘုန်းကြီးတွေကျောင်းလည်းသိတယ်စစ်တဲ့ကတူမှလည်းလုပ်ခဲ့သေးတယ်ဆိုတာငါအဲ့ဇဲကတော်ဆုံးနေတယ်အဲ့ဒါပါစစ်ဖို့ဆိုတဲ့ဥစ္စာလည်းပါဘုန်းကြီးများလူထွက်လာလို့ရှိရင်ညာဘက်တင်ရမ်းတာဘယ်ဘက်မရမ်းဘူးဟောဆိုလက်ထက်ဂျိုင်းလိုက်ကညှက်ထားတာအကျစ်ပါအဲ့စစ်ဖို့များလဲဒီလိုလမ်းလျှောက်လို့ရှိရင်စစ်ဖို့လူတွေများလမ်းလျှောက်လို့ညာဘက်ကဒီလိုသွားတာဘယ်ဘက်ကသိမရမ်းဘူးဟောဆို6လုံးမျိုးဆောင်လွှဲတာအကျင့်ပါနေတာခါမှာတော့မိပြောင်းတော့မရှိတော့ဘူးအဲ့လိုပေါ့နော်ဘုန်းကြီးတွေစုပြီးရုပ်သိမ်းထောင်နေတာကြောက်နောက်လည်းကြောက်တရားတယ်ရုပ်သိမ်းထောင်တော့အပြူတွေထွက်လာအပြူတို့ထွက်လာခါကျစင်တိုင်တယ်လို့ခေါ်တယ်မင်္ဂလာရေမာသမနိုင်လေအဲ့ဒါဘုန်းကြီး3ဝါလောက်ရတယ်ဘုန်းကြီးကစင်တော့ထွက်လာတဲ့ခါကျစင်တိုင်လိုက်တယ်မင်္ဂလာရေမာသမနိုင်ဟာဘာတော့ဒါနဲ့အပြူတော်များများဝင်ဒါနဲ့မြင်းတွေပြောက်တေးကြတော့ချင်းမပါဘူးအတန်မပါဘူးဝင်းကြီးတွေထွက်လာတော့4-5ဝါလောက်ရတယ်ဘုန်းကြီးတွေဝင်စကားပြောတယ်ဝင်မင်းတို့တနေ့တရားပိုင်တို့များစီသမားနဲ့ဝင်မင်း
တရားနှထုံးပါသည်သုံးတုံမသည်တလေးတုံခတ်စီမသည်ဝေမင်းဘာတော့ဝင်းနေမြန်ဝင်းနောက်ကြတော့မင်းသားမင်းသမီးနှစ်ပါးလာထွက်လာတဲ့6ဝါ9ဝါလာပြရတဲ့ဘုန်းကြီးတွေကနှစ်ပါးသွားသချင်းဆိုတယ်မမလေးသိချလိုက်ပါတဲ့အာယုံမမလေးသိချလိုက်ပါတဲ့အာယုံရွှေမြင့်မိုးတောင်လုံးတုံးမှပါလို့တခုံးလေးဒီတုံးမှပါလို့တခုံးအဲ့လိုဖြစ်လွယ်မင်းတို့တိခဏနားထောင်ကြငါမှကျောင်းဆရာအကျင့်ပါစစ်တဲ့ကတူမလုပ်ရတယ်စစ်ဖို့အကျင့်လဲပါတယ်နှစ်ခုလုံးတစ်ခုမှမကောင်းဘူးအဲ့မှာစစ်ဖို့နဲ့ကျောင်းဆရာမနဲ့ရားတာမိမကိုစစ်ဖို့ပြောတယ်ထမင်းစားမယ်အားလုံးအသိပြင်တရေဖို့မိမလည်းအားလုံးသိပြီလာစားနိုင်ပြီထမင်းလို့အားမကြစီနဲ့ငါအိမ်သားတဲ့မဲ့ရေတို့ဆက်ကုတို့အသိမြင်တာအသိမြင်တရေဖို့မိမလည်းအိမ်မလားလာပြီအိမ်သားတက်နိုင်ပြီနောက်ကိုအိမ်သားတက်ချင်းလည်းချောင်းထောင်ထားလိုက်ပါတော့အဲ့တော့ရည်စရာပြောတယ်မောစရာတွေပါမယ်ဆိုပြောကြတယ်နော်တို့နည်းနည်းပိုင်းကပြောအောင်ကြီးကြမောကြပြောပါပေါ့နော်ငါဘဝကိုလည်းငါပြောပါပြန်ပြောပြပါဒါပေမဲ့ပြောစရာပါစရာဘဝတော့မဟုတ်ဘူးမင်းတို့ကိုပြန်ပြောပါအဲ့ဒီမှာထောင်ထဲမှာရောက်ခဲ့တဲ့ဥစ္စာတို့တိုင်းပြည်ကအင်မတန်ကိုကြောတော်ပါလုပ်ကြတယ်ဒါကြောင့်မလို့တိုင်းပြည်ကလွတ်လပ်ရတဲ့ခါကျတော့ကမှုရှုတို့နဲ့ဟိုဝါဒလို့ဒီဝါဒလို့နဲ့ပညာတပိုင်းတစ်စနဲ့ထင်ရဆိုင်ကြတဲ့လူငယ်တွေရဲ့လက်ထက်ကိုရောက်တယ်လွတ်လပ်ရေးငါလည်းငါပဲကတခါကြအစိုးရသိမကြိုက်ဘူးကွာငါမဟုတ်ငါမကြိုက်တာဘူးငါပြောတာဒီအစိုးရကိုစောကားရမို့ဖြစ်သွားတာကြီးပြောတဲ့ခါကျသူတို့ကလည်းသိမကြိုက်ဘူးပေါ့ကွာဟိုဘာလဲဆိုတော့တကြီးတယောက်နဲ့အဲ့ဒီမှာအယူမတယောက်ကိုတကြီးကဘာလုပ်တယ်မသိပါဘူးကလေးရရောကလေးရတော့အဲ့အယူမကိုနင်ကလေးဘသူနဲ့ရအောင်တကြီးနဲ့တော့ကြားတော့ဟိုကဝိုင်းရိုက်တယ်ဝိုင်းရိုက်ပေါ့အဲ့ဒီတကြီးတွေရိုက်တယ်ကွာနောက်ကြတော့နင်ကလေးဘသူနဲ့ရအောင်ပြောချင်မှုတော့ပြောစမ်းမှာဘသူနဲ့ရအောင်ပြောချင်မှုလို့ဘာလို့မလဲတော်တော်ရွာမှန်တာပြောရိုက်တယ်တော့ဟုတ်လားငါပြောမိတာကွာတကယ်ပါမကွေးခေါ်ပြောမှမပြောခဲ့တယ်ဆိုတာစင်ကာပူက1965ခုနှစ်မှာလွတ်လပ်ရေးရတယ်အဲ့မှာလီကွမ်ယူကအဲ့ဒီမှာဝင်းကြီးရုပ်ပေါ့လီကွမ်ယူကမြင်းငယ်လေးနဲ့ပြောတာကျွန်တော်တို့ကလာမယ့်နှစ်20မှာဗမာပြည်ကိုမိအောင်စူးစမ်းမယ်ပြောတော့ပြောထားလိုက်ပါတော့အဲ့ဒါတူတိုင်းထားလိုက်ပေါ့ငါပြောတယ်သူတို့ကစင်ကာပူကအိန္ဒိယနိုင်ငံမှုလားလို့အာနာတယ်သူတို့ကဗမာဆိုအာနာရတော့သူမိအောင်လို့ဆင်းပေးလိုက်ပါတယ်လို့ပြောတာအဲ့ဒါလေးပြောရတယ်ဗျာမှန်တာပြောလို့ဆိုပြီးငါဟောပြောပဲပိတ်ပြတယ်တော်တို့ရွာမှန်တာပြောရိုက်တယ်တော်ဆိုတကယ်ပြောတာပါခုငါစင်ကာပူတနေ့ရပဲပြန်လာခဲ့တာချူးညိုတို့သိပါတယ်ဟိုမှာ3ပတ်လောက်ကြာကြတာငါသားလည်းအဲ့ဒီမှာရှိနေတော့နေပေါင်းဆန်နေလိုက်တာပါပထမတော့နေဖို့မဟုတ်ပါဘူးအဲ့ဒါဘာလို့ဆိုငါသားကလည်းအဲ့ဒီရောက်တာ
စင်ကာပူငါပို့လိုက်ရတယ်ပို့လိုက်ရတဲ့ဥစ္စာလဲအရေးခင်တော့တယ်မှာ तू ကတီကောင်သွားပြီးခဲနဲ့ပေါက်ထားဘူးတီကောင်စားပါတီကောင်စီကိုပြောတာပြီးလဲပြီးရောထွက်လာတဲ့ခါကျတော့ထောင်ကိုလာကြပါမင်းခေလဲအောင်မပုတ်ပါဘူးသွားကွာဆိုမရှိမဲ့ပတ်စံလေးတွေပဲတော့ဟိုမှာစင်ကာပူမှာရောက်နေမချမ်းသာပါဘူးဒီလိုပဲလုံးနဲ့ပတ်စံနေပဲမဆိုးပါဘူးသူ့ဟာနဲ့သူစားနေတာပေါ့ထားပါတော့ငါလည်းပေါက်တက်ကြရည်ချက်ကိုပြောတယ်ကွာထားပါတော့ကွာဆက်ပြောမကောင်းတော့ဘူးပြောအောင်မယ်ငါအဖေကတခင်ကြီးမောင်နဲ့တခင်ခင်မောင်ဦးရဲ့တခင်ကြီးမောင်ဆိုတာ2ယောက်တောင်ရင်းကြီးမှာသူတို့2ယောက်ထဲနဲ့တို့မှစီးုံထောင်တာနော်အဲ့တော့ငါအဖေကအတွင်းဥက္ကဋ္ဌတခင်ခင်မောင်အတွင်းမှုကောင်းဝတ်မှလို့မရှိဘူးတခဲနဲ့အတီးပြတောင်းစ2ယောက်ပဲတခဲနဲ့အတီးပြရတယ်အဲ့မှနေတော့ငါအကိုတယောက်ကရှိသေးတယ်ဘယ်သူလဲဆိုသခင်မတောင်းတာကြားဦးလိမ့်မယ်အကိုဝင်းတော်တယ်သခင်မတောင်းကအဲ့မှာတောင်ကြီးတောင်ပနာလေးစီမှာဝက်ကတိဆိုရွာရှိတယ်အဲ့ဒီမှာဘုန်းကြီးတစ်ပါးလည်းရှိတယ်အဲ့သခင်မတောင်းကလည်းအဲ့ဒီမှာအမျိုးသမီးတယောက်ကဘိုးတော်အင်္ဂလိပ်ပေါ့အင်္ဂလိပ်ဆိုမဲ့ဟိုစစ်ဘိုလ်တွေပါတယ်မဟုတ်ပေါ့အမှန်ကတကယ်ကိုဟောပါတိတော့ပဲအရာရှိပါသူကဘိုးကသခင်ကဘယ်လိုပြောတယ်ဘာညာဆိုသိစမဲ့ကသခင်ကဘယ်လိုပြောတယ်ဘာညာသခင်ဘာကြောင့်ဆိုအခွန်အခပိုက်ဆံပေးထားတဲ့အကောင်သခင်ပိုက်ဆံယူပြီးအမှုထောင်းတဲ့အကောင်ကဘယင်ကန်းကနေစပြီးပြာတာအထိအစေကံသူတို့ဒီအားလုံးအစေကံဒါကြောင့်သခင်မတော်ဟာစွတ်တီးမနေတော့ပြီးတော့ကြမှာမင်းတို့ကလည်းသေချစ်ဆုံးငါသိတာပဲဆိုတော့အဲ့ပေါက်ကားလာမလုံးနဲ့မြောက်ပေးနေတာမင်းတို့ကလည်းငါလာပြီးတော့ဘယ်လိုကောင်းနေမှလဲငါကြောက်လာပြီမင်းတို့မြောက်ဟုတ်ကလားတပြေးနဲ့မင်းတို့လို့တန်ဟိုရွာသားကြီးကလည်းနေရသည်တဲ့အဲ့လိုလုပ်တဲ့ခါကျတော့မှသခင်အဲ့ဒီမှာမှ YMBA စီအောင်ဆက်သွားတဲ့ခါကျတော့လက်အုပ်ချီစရာမလိုဘာကြောင့်လဲဆိုလို့ရှိရင်ယရနာသုံးပါးမှပါလက်အုပ်ချီစရာမလိုအဲ့တော့ကအင်းလိုက်တူအရေးပိုင်ဘာညာမျိုးတော့မှမဟုတ်ပါကျွန်တော်အဲ့လိုလုပ်တဲ့စီမှာလက်အုပ်ချီစရာမလိုဒါဖြင့်ဆရာတွေပဲလို့လုပ်အောင်လဲဆရာတွေကိုပြောလို့ရှိရင်ယူသေးစွာနဲ့လက်ပိုက်ပြီးပြောဟာမင်းအဲ့လိုလုပ်တာအဲ့ဒီမှာဟင်္ဒရာမှာငါပြောလိုက်တဲ့စကားနည်းနည်းလက်လွန်သွားတယ်ပါဇက်လွန်သွားတာပေါ့လက်လွန်တာမဟုတ်ပါဇက်လွန်အဲ့တော့ကျွတ်တူဟာလို့အဲ့လိုထီအောင်လက်အုပ်ချီတဲ့ဥစ္စာဖြုတ်ခဲ့တဲ့တိုင်းပြည်လို့သခင်ဆိုတဲ့နာမည်နဲ့လုပ်ခဲ့တဲ့တိုင်းပြည်လက်အုပ်ချီစရာမလိုဘူးဆိုတဲ့တိုင်းပြည်အဲ့လိုလူမျိုးတွေရဲ့တိုင်းပြည်ကအခုလွတ်လပ်ရေးရပြီလို့အနှစ်30လောက်ရှိတဲ့ခါမှာလူမြင်ရှိခိုးခြင်းတွေပြောတာမီးကိုပိတ်ကြည့်ရောဒီမီးပိတ်ပြထားတကယ်ငါဒီတိုင်းပဲကြောင်တောင်ထိုင်းရတယ်အဲ့မှာအခမ်းအနားမှုကောက်လဲကိုနဲ့တက်လာဆရာကြီးများလုံးနေအေးငါရှုပ်မယ်ကွာလို့မီးပြန်ဖွင့်လိုက်လို့မဟုတ်တာမနာပြောရိုက်တယ်တော်ဆိုလို့တို့ကမနာပြောရိုက်တယ်တော့ဟုတ်လားတို့ရောမနာပြောရိုက်တယ်ဟုတ်ငါတကယ်ပြောတာပါကိုယ်စိတ်ကိုယ်မနဲ့ရှိရမှာပေါ့မဟုတ်ဘူးလားဘာလို့လက်ဥချရမှာအာနာပါတယ်ဒါမှပြောမှာဟုတ်လားအဲ့တော့ပြန်ပြောမယ်ငါကလည်းပဲဒီပြောချင်တာတွေလျှောက်ပြောမှာနော်ပြီးတော့မှဝိုင်းနာပြုတ်တဲ့ခါကျမှအချုပ်ကိုရောက်လာလိမ့်မယ်ကိုယ်စားဘာမှန်းကိုမသိငါပြောနေတာဘာမှမသိသေးဘူးဘာဥဒေမကိုမင်းတို့မသိသေးဘူးဟုတ်တယ်မလားဟုတ်တယ်ငါလည်းမသိသေးဘူးတွေ့ရကြုံရတွေ့ရလျှောက်ပြောသွားမှာအဲ့ဒါနဲ့ကွာပြောအောင်မငါ
ငါအဖေကအင်္ဂလိပ်ရောက်မထားဘူးကျွန်းစားဗမာကျောင်းပဲထားတယ်ဘာသိမှလဲကလေးတယောက်လေ9 တန်း6 တန်းလေအသက်9 နှစ်10 နှစ်လေဟုတ်လားမူလာတန်းကတော့ထားလိုက်တော့ပြီးပြီထားလိုက်တဲ့ခါကျဗမာကျောင်းပဲထားအင်္ဂလိပ်စာသင်မပြီးဘူးသင်တယ်တပတ်မှတစ်ခါတော့သင်မင်းမတက်လေရတယ်ဘာတက်တော့ဆို ABCD ရတယ်နောက်တစ်ခါလေဆယ်တွေပါလိမ့်ချောင်ရတယ် CAT ကကြောက်ကြွဝင်ခဲ့ဆိုဘယ်စိတ်ပေါ့ဒါလေးတော့ရတယ်ဒူးတို့ dust ဆိုမသိဘူးဟုတ်လားဒူး dust မင်းတို့နားလေဘယ်နေရာမှာ dust တော့ဘယ်နေရာမှာဒူးဘယ်နေရာမှာ dit မင်းတို့ငါမသိဘူးအဲ့မှာစစ်ဖြစ်သွားတာကောင်လေးတကောင်ပြောကောင်လေးတွေသေချာမှတ်တာမင်းတို့အဓိကထားပြောမှာငါ့ကိုဘာပြောလဲဆိုတော့ငါမဟာဝိဇ္ဇာကွာငါဒီ distinction position 1ဟိုရှိခေတ်ကဆိုရွှေစိတ်ပေါ့ဒါပေမဲ့ဒီពេលကျရွှေရမရှိတော့ဘူးအဲ့တော့ရွှေစိတ်တောင်မရလိုက်ဘူးအဲ့လိုရောက်ခဲ့တာအခု DSA မှာရောက်သွားသေးတယ်ဆရာတပည့်တွေပဲဟောမပြောသူဘာခွင့်ရမှမတောင်းဘူးအဲ့ခုဝင်းကြီးတွေပါတပည့်တွေပါနောက်ထားဒါကြွားလို့ဖြစ်အဲ့ဒီမှာနေတဲ့ခါကျတော့အဲ့လောက်ထအောင်စစ်တက်ကတူရောဘာရောငါနောက်စာရေးဆရာဖြစ်လာတယ်ပေါ့ကွာအောင်တင်းဘာညာဖြစ်လာတာအဲ့ဒီမှာဘွဲရသွားတဲ့ကောင်လေးတွေကငါ့ကိုဘာပြောလဲဆရာတို့ကခေတ်ကောင်းကိုမှီခဲ့တာကိုတဲ့နားထားရီးမနေနဲ့ရီးစရာရဲ့နောက်ကမောစရာပါလာလိမ့်မယ်ခေတ်ကောင်းကိုမှီခဲ့တယ်ငါ့ကိုပြောတယ်နော်ဟုတ်ပါတယ်ဆရာတက်ကတူခေတ်ကောင်းပြီတယ်ပေါ့မင်းခေတ်ပြတ်ထားကြုံမှုလားလို့မင်းလေခေတ်ပြတ်ထားကြုံမှုလို့လားမင်းတို့ကိုမကြုံဘူးအင်္ဂလိပ်အပြေးဂျပန်အဝင်ဂျပန်အပြေးအင်္ဂလိပ်ဝင်ဘုံတွေချလိုက်တယ်ဆိုလို့ဆိုတာဟာမင်းတို့ကဘုံချတဲ့သတ္တနာပြည့်တယ်ဆိုတာမင်းတို့ကရုပ်ရှင်နဲ့တွေ့ဘူးလားငါထွက်ပြေးကြရတာကွာဟုတ်တယ်ကိုယ်ရှိမှလည်းစက်သက်မှပြီးတော့ရှေ့တွေသေးသွားတဲ့ကောင်စောလေးဆွဲကောင်ဘုံကြီးမောင်မှာတက်တယ်ကြလို့မလို့ဘုံကြီးတက်တယ်ကြလေဆိုအလောင်းရှာမရဘူးကြိုလို့မရဘူးမင်းကြုံမှုသလားလို့ပြာဘုံกว่าပြေးပြီးတော့မှတောကနေပြန်လာတဲ့ခါကျပြာဘုံပဲတွေ့တာကိုယ့်အိမ်နေရာမမှတ်ဘူးတကယ်ပြောတာမင်းအကုန်လုံးတလင်းတောင်ကြီးပြာဘုံကြီးဖြစ်သွားတဲ့ခါကျကိုယ့်အိမ်နေရာမမှတ်ဘူးတော့မင်းတကယ်ပြောတာအဲ့တော့ဟိုတစ်ပင်ကတို့အေးရှိအဲ့ဒါပြနေကြရတာငါအဲ့ဒါသူပြောပြတာအဲ့ဒီမှာမှခစ်ပြက်ပြီဆိုရင်ပထမဆုံးစပိတ်တာအကြောင်းကွာနောက်ဆုံးမှပိတ်တာရဲစခန်းဟုတ်လားဘာဒီကောင်နဲ့စွတ်လက်ခုပ်တီးနေဘာမှလည်းမသိပဲနဲ့ရဲစခန်းပိတ်တာသဘောကျနေတာမသိဘူးဘယ်လိုကောင်းနေတော့ဒီမြောက်လာကောင်နေစိတ်ကြည့်ပါတယ်ကွာငါပြောရတယ်စအကုန်လုံးငြိမ်းသွားလို့ပြန်ဖွင့်လို့ရှိရင်ပထမဆုံးစဖွင့်တာရဲစခန်းနောက်ဆုံးမှဖွင့်တာအကြောင်းဘယ်အကြောင်းလဲသိလားမူလနာကြောင်းပဲကလေးတွေဒါပဲမလွတ်ဘူးဘယ်ချိန်ဘုံဆောင်မှမသိဘူးဘယ်ချိန်ဆက်စပ်ပြေးမှမသိပဲနဲ့အဲ့ဒီချိန်မှာကြီးခဲ့ရတာပညာမတတ်ဘူးဘာမှလည်းမတတ်ဘူးအဲ့ဒီမှာမှဂျပန်ကိုတော်လာမယ်ဖက်စစ်ကိုတော်လာချရမယ်ဘာညာဆိုလွတ်လိုက်တယ်မယ်ဆိုဘိုးကျောင်းဆန်းတို့ဘာတို့ကပြည်သူရဲဘော်တွေဘာတွေအကုန်လုံးပေါ်လာတဲ့ချိန်ကမှတခါတည်းဟာလွတ်လိုက်ရမယ်ဖက်စစ်တော်လာရေးဘာညာပေါ့ကွာလွတ်လပ်ဖို့ကြံစီရင်ကွဲအကြမ်းမနီးနဲ့လက်တဆူရပြီအမှုကိုသုံးရပြီဥပဒေထုံးနဲ့အညီစေကံကြကြအာနာဖီဇံတပိတ်မှောက်ရမည်တွေးချင်းနှောလိုက်ချင်းသည်တို့ဘာတွေလာတော့ကြီးနေရဲ့အလုတ်ကိုဆက်ဆုပ်လေပြီဒေါ်လာမိုးရေးသူတွေးပြီအသက်နဲ့လဲလို့ဆိုသားဝင်ပြီတို့လူလူကရင်ဆိုင်တိုက်ပွဲဆင်နွှဲပြီဗမာတမတော်ရဲဘော်ရဲမိန်များအသိရှိပြီ
ကြောက်ရင်လွယ်တကယ်ရဲမှမင်းဖြစ်မီလူငယ်တွေစိတ်ဓာတ်များဟာဘူရုပ်ပေါ်မှာတီးအိမ်ကျချင်းကိုအိုးမဲသူ့လို့တိုက်ကြပြီရန်လူကအပေးလို့တော့တချို့ကမကြီးအိုးအဲ့ဒါတွေလွတ်လပ်ရေးတော့ကြံ့ကြံ့နှောင်နေသည်ဗမာမြေပုံကိုသွေးတဲ့ရေးဖို့လိုပါပြီမတရားလဲတို့မခံပျောက်ကြတတ်ဖွဲရန်ညီဟာသွေးပါပဲရိုက်တယ်အောင်တင်းတော့16 ဆက်ခွန်လေဟာပညာသင်ဖို့ကိုသတိမရတော့လွတ်လပ်ရေးဒါပဲအဲ့ဒီမှာပြည်သူရဲဘော်ကလည်းရဲဘော်တွေကိုအထင်ကြီးလိုက်တာတက်မတော်ကလည်းဒီတက်နဲ့မတော်တဲ့ကောင်တွေတကယ်ပြောတဲ့တက်မတော်စုမတီးနေမင်းမလားဟာလကားနေငါဘာငါပြောတဲ့ဥစ္စာဒေမမှုလှုပ်ထန်တဲ့ရာဇဝမှုဖြစ်ကုန်လိမ့်မယ်သွေးနေတာရဲ့ချွေးနေတာရဲ့စစ်တိုက်တဲ့နေရာဝဲအသက်ဆုံးညာလေးတော့တဲ့တနာလောက်ဆရာငယ်စားတော့ရာဝဲအစင်းလည်းခံရှားတဲ့ဇွဲတတိကုန်းနဲ့ရဲ့ဗမာတမတော်ကြီးကိုသာဝင်နေစွန့်စားတဲ့သူတွေရဲ့ကျေးဇူးကိုမျှော်တွေးလို့ဗမာသွေးကိုနှမပေးချင်မှာတဲ့အဲ့တော့မှတယောက်ကရန်သူတွေကိုအသေးနှက်နဲ့ရန်သူတွေကိုအသေးနှက်နဲ့စေတနာရှိလုံးလို့ပါကွယ်ပူပြီးပြောဖို့ရဲ့ဟဲ့ဒိုကြီးတော်ကြီးကိုပါငါပေးမယ်ကောင်းဘူးလားယူမယ်ဗမာတိုင်းမှတ်သားကြွယ်နစ်ပေါ်တိုင်းပြည်မာတကယ်စစ်တီအပေါင်းကိုကောင်းမွန်စွာရဲ့ကြိုက်ထားလို့ရပေးလို့အင်မတန်ရည်ယူတယ်အဲ့ဒီလိုဗမာတမတော်ကိုပတတ်နိုင်တယ်လို့ကူပါကြဖို့နမူနာပြလို့ကျွန်တော်များဆိုပါတဲ့ဟာဂီတာစိမ့်မောင်တို့ဆိုတတ်တဲ့ချင်းရဲဘော်တွေကမျက်ရည်ကြတဲ့ဂျူဘလီဟောမှာအဲ့တော့အောင်သိန်းတို့ကတမတော်သားတို့သိအားကြတယ်အဲ့ဒီမှာပါသွားလိုက်တဲ့ခါကျတော့ပြည်သူရဲဘော်နောက်ကြတော့ငါဆိုရှယ်လစ်ပါတီတဲ့ပါသွားတဲ့ခါကျတော့တော်ငါပဲကွာဘယုတ်ဒုက္ခပေါ့ဘာမှလည်းသိတယ်မို့ကိုကလည်းသိနားလဲမို့တကယ်ကြတဲ့ခါကျဒီဘာမှအခြေခံပညာအတွေးကိုသိမရှိပဲနဲ့နိုင်ငံရေးတွေပါသွားတာတို့လိုကောင်းနေပါအဲ့လိုအများကြီးပဲသူတိုင်းပြည်အဲ့လိုဖြစ်သွားတာဒီဗမာပြည်ကြီးမှာအစင်တန်းနူးလို့ညဉ့်ညမ်းမှုတွေဖြစ်ပေါ်နေတာဟာသေချာစွာစဉ်းစားလိုက်ရင်ပညာအခြေခံနဲ့လို့သာပါတီတွေကွဲပြားအလွယ်မှာဖြစ်ပေါ်နေတာဟာပညာမရှိလို့စိတ်နေမမြင်ကြတာဝမ်းနည်းစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဗစကားစပယ်ရာတရင်စားလျှောက်သီးဆေးပြားရေကားရောင်းနေမိပဲတော့ပါတကြောရောအော်ကားရောင်းနေရရှာရသမျှအမြတ်ကလေးများနဲ့ရောင်ရဲတင်နေပျော်ရွှင်ကပညာမရှိလို့အခုလိုဖြစ်ရတာဟာသူ့တိုင်းပြည်ကအဲ့လိုဖြစ်သွားတာရုပ်တက်ကြလိုက်ရှင်အောင်သိန်းကတချင်းဆိုပြနေလေလို့ထင်လိမ့်မယ်ဒါပေမဲ့တမိုင်းကိုပြောနေတော့တချင်းနေဟုတ်ဘူးလားအဲ့လိုဟာတွေမှာငါပါတော့နောက်ဆုံးကရင်ကတော့ခုတန်ရေးတစ်ကတော့ခု BCP ကလည်းသဝုံထအလန်နေကလည်းသဝုံထအဲ့လိုကြားထဲမှာကိုပြောတော့အောင်သိန်းကအဲ့ထက်မှာပါပြီးရက်ကန်နဲ့ဘာနေကနေတော့ဖြစ်ပုံကိုပြောလိုက်အောင်မယ်ငါလည်းတမိုင်းနဲ့ပါရစ်တီနဲ့ဘာမှမသိပါဘူးကွာဘာမှလည်းအသုံးမကျပဲနဲ့ကွာသိလားဟိကောင်အဲ့တောင်တွင်းကြီးဖားစားပလာမှာငါစီယုံရမှုအမေဖားစားပလာအဖွဲ့အစည်းမှာစီယုံမှုဆိုတော့အထင်မကြီးနဲ့စီယုံမှုကြီးရှိတယ်ငါအောက်ကခြာပရစီဘယ်အိမ်သွားလိုက်ဘယ်စာသွားပေးလိုက်ဘယ်ရွာသွားဖိတ်ခေါ်အဲ့ဖိတ်စရာယူသွားပါအဲ့ဒါဟာဒါမှငါမဟုတ်လိုက်ပြီတိုင်းပြည်နဲ့လူမျိုးတွေအောင်သိန်းကကောင်းတော့ကောင်းမှာဘာကောင်းဆိုရှက်ဖို့ကောင်းတာပေါ့ဒါမဲ့အဲ့တုန်းကအောင်သိန်းလို့ပြန်တနာတယ်ဒါမှတကယ်စိတ်နဲ့လုပ်ခဲ့တာပါအဲ့ဒီဥက္ကဋ္ဌကဘာလုပ်လဲဆိုတော့ဦးအောင်တန်းဘယ်ဦးအောင်တန်းလဲဆိုဘိုးကျောင်းဆိုင်ရဲ့အကိုဦးအောင်တန်းအဲ့ဒါသွားဖြစ်အဲ့ဒါနဲ့ဦးအောင်တန်းရေပေါ့ကွာဥက္ကဋ္ဌကြီးလေ
ငါစီယုံမှုချက်ပရာစီဟိုပြေးလိုက်ဒီပြေးလိုက်ဆိုရဲဆိုဖြာလေးခွေးမောင်းပေါ့ကွာအဲ့မှာပြေးတော့နောက်ကြတာအောင်ဒီမှာစပင်းစားသွားအဲ့မှာစားအဲ့ဝေါတိုင်းမိမဒေါခင်နှုတ်တယ်ငါမမနှုတ်လို့ခေါ်တယ်အဲ့ဒါသူ့အိမ်မှာပဲစားလိုက်သွားလိုက်ပြီးဒီလိုပဲနေရင်ကနေပြီးတော့ဘိုးကျောင်းဆန်းတို့လောက်ကြမှုကြီးဖြစ်ပါလေရောအဲ့တော့ဦးအောင်တိုင်းအကိုအကြီးဆုံးဥပဝဲပါသွားတယ်ညီဖြစ်တဲ့အောင်ဆန်းပါသွားတယ်ဆိုတော့ဥပဝဲရဲ့ဇနီးကဒေါခင်စောတဲ့မင်းတို့ဒီဘာထဲမှာခုလက်ရှိပါတယ်ဘာလို့ University Avenue ပေါ့နော်တက္ကသိုလ်ရေးတာလမ်းထဲမှာ 51D အဲ့မှာတော့သူကသွားတယ်အောင်သိမင်းဒီမှာနေလိုက်တဲ့ဟာအမနေရတာဗောမဟာနုတို့နဲ့အဲ့လိုနေရတာအဲ့ဒါနောက်ကြတော့သူတို့နဲ့ရက်ကန်နဲ့ပိုင်းကလို့ကွာနိုင်ငံရေးတဲ့ဘယ်လိုလုပ်ပြီးတော့ပါသွားလိုက်တယ်မသိပါဘူးပါသွားရင်ကနေပြီးတော့မှငါဆိုရှယ်ပါတီတဲ့ရောက်ပြီးတော့မှခရိုင်စီယိုမှုတွေပါဖြစ်လိုက်သေးတယ်ဗျာမင်းပေါ်သေးသေးမလဲနဲတဲ့ခရိုင်နီးမဟုတ်ဘူးမင်းနောက်ဆုံးပဲကြတော့အဲ့မှာတရက်ကနေပြီးပြေးတဲ့ခါကျတော့အဲ့တရက်တော်တော့တိုင်တစ်တော်သိမ့်ပြပြီးကွန်မြူနစ်ပါတီကသိမ့်ပြပြီးဒီနေ့မနေ့တုန်းကဖြစ်လိုက်တဲ့တရဟာတမိုင်းကြီးတစ်ခုကိုပြောင်းလဲသွားပြီအမေတခင်တန်းတွဲမင်းကငါထောင်ထဲကကြားနေရမှတ်မိတယ်အဲ့မှာပြောတဲ့ခါကျတော့တောင်ကြီးပြန်ပြီးတော့ဘာလို့ဆိုအင်းစိန်ကတောင်ဘုံလေးထက်ရောက်တော့ရန်ကုန်သွားလို့မရတော့တောင်ကြီးပြန်ပြီးတော့တောင်ကြီးမှာရောက်လဲရောအဲ့မှာတင်းမှာငါနဲ့ခွန်တန်းမှာတူတူနေတဲ့ကောင်ခွေးသားစီကင်ဆွဲကောင်မှာခွေးသားလို့ဆက်လိုက်အောင်ငယ်တဲ့တငယ်ချင်းမှာတယောက်လည်းဆဲတာခွေးသားအဲ့မှာဟဲ့အောင်နေရတဲ့မင်းခဏလိုက်ခဲ့အောင်ကွာဆိုဟောပါတယ်ဘာရောင်ပေးတဲ့သူနဲ့မြင်းလဲလေးနဲ့ပေါ့ကွာပြီးတော့じゃခဏဆိုဖမ်းထားပါရောsorry ကွာငါခြေတော့တင်တော့မယ်နော်တော့ဘာလို့အောက်ကသွေးကြလုံးတော့မှငါဖမ်းသွားပြီးထောင်ထဲထည့်ထားတော့ဟာတော့ကျုံးနေဘာမှမသိညာမသိဒီချမ်းကလည်းကြကနေအဲ့ဒီမှာနေဦးမှာဟာစိတ်ကတော်တော်ညစ်လားတို့နောက်တော့ရင်းလို့ဖြစ်တာမဟုတ်လေဒီလိုပဲပေါ့အရှိပဲဘူးစီမျောလိုက်ပြန်တော့ဒါပဲအဲ့လိုနဲ့ပဲထောင်သချင်းဆိုပြီးနေကြရတာပေါ့ကွာနောက်ကြတော့ငါတရက်လွတ်မလို့တရက်လွတ်မလို့လေအဲ့မှာသခင်ကျော်စိန်ဆိုတာရှိတယ် तू ကသခင်ကျော်စိန်က तू သူ့ကိုဖမ်းမယ်ဆိုတာရိပ်မိတယ် तू ကသခင်ကိုကလှင်တယ်လေငါသာမဟုတ်ဘူးမလဲကောင်းအဲ့တော့ तू ကဖမ်းမယ်ဆိုတာရိပ်မိတော့ तू ကလွယ်အေးကြီးနဲ့ Burmese Economics Life စာဗမာစီးပွားရေးပြဿနာဆိုအဲ့တော့တက္ကသိုလ်မှာပြဋ္ဌာန်းထားတဲ့ဘောဂဗေဒစာအုပ်ကြီး तू ကအဲ့ဒါဘာလာတယ်အဲ့တော့ထောင်ထဲရောက်လာတာတနေ့လို့နေလေးကိုနောက်ကြတော့မလွတ်တော့ငါစိတ်ညစ်လာပြီးတော့ဦးကျော်စိန်လို့ကျွန်တော်အင်္ဂလိပ်စာသင်နေတယ်ပြောတင်းလကွာတဲ့တင်တာပေါ်တယ်ဆိုတော့ဘာသာအုပ်မှလည်းမရှိဘူးအဲ့မှာချိုတကူးဆိုကလားရှိတယ်ဒီကောင်ကတငယ်ချင်းဒါပေမဲ့ကိုယ်တဲ့ငယ်တယ်ဒါပေမဲ့အဲ့ဆိုလဲဆက်လိုက်မေးလို့ဘာညာအဲ့လိုနေတာကြောပါရဲ့အဲ့လိုကလားဒီကောင်ကဝါတာဟဲ့ကလားဒါပဲဟိုခေါ်ရကွာဟိုရိုးသေးဟဲ့ကောင်ဟဲ့ကလားဒါပဲဟဲ့ကမင်းငါဓာတုစာအုပ်တော့ဝယ်စမ်းကွာဗလာစာအုပ်ဟိုကောင်ဝယ်လာပါတယ်အဲ့ထဲမှာသင်ရတာအဲ့ဒီခေါင်းဆောင်ပြတဲ့ဒီပြင်းအင်္ဂလိပ်စာလည်းမရှိဘူးအဲ့ဗမာစီးပွားရေးပြဿနာဆိုတော့ Burmese Economics Life ဆိုစာအုပ်ကြီးတဲ့ထုတ်သင်ရတာဗျာသမီးပြောလိုက်အောင်ဗျမင်းရီစရာသိကောင်းတယ်တချို့ကငါခုတည်းထိအလို့ရနေတယ် Many locomotives were destroyed by the British Army during the evacuation ဟာ many locomotives ဆိုတာမိသားကောင်းတယ်မိသားကောင်းတော့များစွာကိုတဲ့ပြည်တိတပ်ကဖျက်ပစ်ခဲ့တယ်တဲ့သူတို့ဆုတ်ခွာတဲ့ခါမှာတဲ့အဲ့တော့စစ်ကြီးပြီးတဲ့ခါကျဘလောက်လိုတယ်တန်လန်းကဘလောက်လိုဒါအတွက်ပြတာငါအဲ့ဒီစာကြောင်းတွေအင်္ဂလိပ်စာသင်ခဲ့ရတယ်ဘာမှမသိညာမှမကြီးနဲ့ကောင်မဟိုတကယ်ဖြစ်တာ there lies a very a narrow very lies there between Champlain and BO မှာရှမ်ကိုမီနဲ့ဟိုဒီဘက်ကဘကိုးရမကြားထဲမှာတဲ့လူမြင်လေးတစ်ခုကြီးအဲ့ဒီလူမြင်လေးကတဲ့တိတ်မြေဩဇာကောင်းတယ်ဒါမျိုးတွေသင်ရတာငါဒုက္ခကိုရောက်လာဒါမဲ့ active specific ကိုအဲ့ဒါနဲ့တက်ခဲ့တာနောက်ကြတော့အဲ့ထောင်မကြီးကရှိတော့အဲ့ဦးကျော်စင်းကထောင်မကြီးကိုသွားတောင်းတယ်ဦးလောက်မောင်ကမိတိတိဖြစ်နေပြီထောင်မကြီးရဲ့ပေါ့သူ့သားတွေကလည်းရှိတော့တ
သားတွေသမီးတွေတင်တဲ့ကလေးဆောင်များမရှိဘူးလားမောင်နဲ့အင်္ဂလိပ်စာတင်ကျင်းလို့ပါပေါ့ဆိုသူ့သားအငယ်ဆုံးကစကဲကြီးရောက်မရှိဘူးတဲ့ရှားကြည့်စမ်းပါစားကြည့်တဲ့ခါကျဘာတွေ့ဆိုပရိဂရီယာကျတဲ့ဆယ်ရန်တင်တဲ့စာအုပ်အဲ့ဒါပထမဆုံးဆယ်ရန်တင်တဲ့စာအုပ်နဲ့စတင်ရတယ် Although I was a full commander of the brigade, one was K2 and had every hope to be other. Aluyara. Arima English Adina. They say with us at winning. The Kego, not how no, go as a Yaji of your man. A county, a Gaumari. To give your heart, to keep your heart. Chill up your heart. Jones Ali. I didn't look at the lady of Salom. ဘယ်လောက်ထအောင်ဆွဲလိုက်လဲဆိုအင်းလေးစာကိုအိမ်မက်မက်တယ်စိတ်ထက်တစ်ချောင်းနဲ့တော့စိတ်အရွယ်ကအပြင်ကိုလဲရင်ပတ်ချင်တဲ့အရွယ်သူတို့ထောင်နဲ့ထည့်ထားတော့လွယ်လို့မရဘူးအရွယ်သမီးမိမတိတ်ပိုးချင်တဲ့အချိန်ထောင်နဲ့ထည့်ထားတော့အထက်ဆက်တော့မမြင်ရဘူးငါမအဲ့ဒါနဲ့ပဲမကွေးထောင်ပို့ရောမကွေးထောင်ကြတော့လူရများတော့တိတ်သိချင်းများဘူးအဲ့မဒါတောင်မှအဲ့ထောင်မကြီးရလေဗျာခုထိငါစိတ်ထဲမကောင်းဘူးဒီလူကြီးမတွေ့တော့အဲ့စာအုပ်ကလေးပြန်တောင်းထားလိုက်တယ်ခုနကလေဆယ်တန်းစာအုပ်ကလေးသူ့သားအငယ်ဆုံးကန်ညက်ဟာဒါတော့ပြန်တောင်းလိုက်တာဘာတတ်နိုင်မှာတော့ထောင်ရောက်တဲ့ခါကျအဲ့မှာဦးတောင်းတင်ရှိသေးလားတော့မသိဘူးသူက supply officer အဲ့ငါရဲ့ဒီခုနကပြောဦးကျော်စင်းရဲ့တငယ်ချင်းပေါ့အဲ့လူကလည်းလူတစ်မျိုးဘယ်လိုလူမှန်းကိုမသိဗမာဝိထုကိုမဖတ်ဘူးအင်္ဂလိပ်ဝိထုပဲဖတ်တာဟာအဲ့လူကလည်းတောင်းတင်ရတဲ့သူတို့ချင်းကတငယ်ချင်းတွေဆယ်တန်းတော့တောင်းတင်နဲ့မသိတဲ့တိုင်အောင်တင်းကအင်္ဂလိပ်စာသင်ရင်လို့ပြောတော့ဟာငါအင်္ဂလိပ်စာသင်ငါမှစာအုပ်ကမရှိဘူးကွာတဲ့ဝိထုတွေဟောက်အမေမေလင်းနဲ့ဟိုကသူတို့ချင်းတငယ်ချင်းဆဲကဆိုမင်းဝိထုကြီးတွေဒီကောင်းလေးသင်လို့ရမလားကွာနှုတ်ကပြန်ရှာအောင်မယ်ဆိုတဲ့ခါကျရှာတော့မှဟိုးတစ်တယ်မှာကြိုးကြပိုးတောင်နဲ့ကြိုက်တယ်မန်ကိုတပီရီယန်ချိဆို1928ခုနှစ်ကဆယ်ရန်ပြထားခဲ့တဲ့စာအုပ်အဲ့ဒါလေးပါတော့အဲ့ဒါစစ်သင်ရတယ်နော်ငါဆယ်ရန်စာအုပ်ကြီးပဲနော်အဲ့ဒါနဲ့မကွေးထောင်မှာတကအဲ့ရနေတောင်လေးဆောင်ပြန်ပို့တော့လူကမရတော့ဘူးနောက်ဆုံးရပြေထောင်သွားဆိုပြေထောင်ပို့တော့ပြေထောင်မှာအကုန်လုံးသာရရတွေပါအကုန်လုံးဒီမှာစုပြီးတော့အကုန်လုံးတောင်လေးကကောင်းလေးပါတော့အကုန်လုံးစုနေပြည်ထောင်စုဖြစ်သွားတော့ပေါ့ပြေထောင်မှာသွားစုတာဆိုအဲ့ဒီတော့ဘာသာဥဒုလာရတယ်ဆို prisoner of Zenda ဆိုဇင်နာအကျဉ်းသမားပေါ့အဲ့ဒါလေးလာရတာအဲ့မှာနည်းနည်းမှသိရတယ်နောက်ကြတော့တို့တရားထောင်ပို့ပြေရောဗျာဟာတရားထောင်ပို့လို့တရားထောင်ကြတဲ့ခါကျငါအင်္ဂလိပ်စာတော်လေးရတယ်အဲ့ဒီမှာပြောအောင်မယ်လောကမှာနော်ကန်ဆရာအဲ့ဒါပြောတာမိတီ you are not allowed to read another page of like thatဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးနော်နားလဲကောင်ကမဘောသူဘေးကလေးဆိုသူ့ပဲမင်းတော့လှမ်းပြောနေတာပြီးတော့ဘဝမှာစာမျက်နှာကြောဖတ်လို့မရဘူးဝိထုတို့ကိုစာမျက်နှာကြောဖတ်လို့ရမှာ but you are not allowed to read another page of life no အဲ့ဒါနဲ့သွားတဲ့ခါကျအဲ့ထောင်ထဲမှာဘသူပါလာလဲဆိုအရာရှိကြီးအစုံမဲအဲ့ထဲမှာတယောက်ကထူးထူးခြားခြားငါနဲ့ရေသက်စုံပေါ်လာဆက်ရှိမင်းကြီးဥပယေဥပယေဆက်ရှိမင်းကြီးပေါ့ဟာသူက MABL ဟာ MABL တိတ်တော်တာဥခေမောင်အေးနောက်ရဲမင်းကြီးဥပယေဆိုတာလည်းပါတယ်ရဲမင်းကြီးဆိုဟိုမင်းကြီးဘူးပေါ့လေရဲခရိုင်ရဲဝင်လို့ခေါ်မယ်အဲ့တော့ငါဆရာကိုကျော်စင်းကဘာပြောလဲအောင်သိန်းနဲ့မင်းကအင်္ဂလိပ်စာတော်တော်တက်လာပြီတဲ့ငါ့ကိုဆယ်တန်းသင်ပေးတဲ့ခုနပထမစသင်ပေးတဲ့ဆရာကမင်းကတော်တော်တင်းလာပြီတဲ့အဲ့တော့ဆရာနဲ့တပည့်ကနည်းနည်းကွာမှတင်လို့ကောင်းတယ်ကွာအဲ့တော့ဟိုတဲ့မင်းကငါတင်ရတာနည်းနည်းခက်သွားပြီတဲ့ဥက္ကမောင် AC အပ်ပြီမယ်ဥက္ကမောင် A က MABL ဟုတ်လား MA အောင်မသား BL ပြီးတော့ session မင်းကြီးကောင်းလားပဲမဲထောင်ထဲမှာကျောင်းအပွဲလုပ်သေးတယ်
မောင်တင်းကအင်္ဂလိပ်စာကျွန်တော်သင်ပေးတယ်သူတော်လေးတက်ပါပြီတဲ့အဲ့တော့သူ့ကိုကျွန်တော်သင်တဲ့ဥစ္စာတဲ့ပိုးမြင့်သွားပြီတဲ့အင်္ဂလိပ်စာသူ့ကိုသင်ပေးစမ်းပါတဲ့ဆိုတော့ဦးခင်မောင်ကစဉ်းစားကြည့်တယ်တင်လို့ရမလားမရဘူးလေရန်ကဘယ်လိုအကောင်လဲပေါ့ရှားပါလေထောင်းထဲကိုလှုပ်ပြရတယ်အဲ့တော့မှသူဖတ်နေတဲ့ဥစ္စာဘာလဲဆိုတော့ Tales from Shakespeare ဆိုတာ Shakespeare ရဲ့ Tales ကိုစကားပြေနဲ့ပြန်ရေးထားတာဒီတို့ဆယ်တန်းမှာပြထားတာမဟုတ်ဘူးကဘာမှာကိုသိနာမည်ကြီးတယ်စကားပြေနဲ့ပြန်ရေးတဲ့အခါမှာမူလပြတ်ဆက်ရဲ့ယတ္တပေါ်အောင်ရေးနေမှာဆိုနာမည်ကြီးတယ် Charles Maryland ဆက်ကဘာကျော်မိမကြီးရဲ့စာအုပ်အဲ့မှာ तू က The Tempest ပထမဆုံးဝတ္ထုဖတ်ကြည့်စမ်းနဲ့ငါပြန်ပြောတယ်ဆိုတော့အဲ့ဒီမှာစလုံးတစ်လုံးလားနှစ်လုံးလားမသိဘူးအဲ့ဒါ vocabulary ငါမသိဘူးဒီနှလုံးတော့ကျွန်တော်မသိဘူးပေါ့အေးဟုတ်တယ်အဲ့ဒါဘာပဲပြီးတော့ငါပြန်မလို့ရပါတယ်အဲ့ဒါနဲ့သင်တာအဲ့ဒီမှာနေတော့ထောင်ထဲမှာဆိုတာဒီတိုင်းကိုဖဲဝိုင်းရှိတယ်ကွာအဲ့တော့မင်းတို့လိုဟိုပြခေမို့တပည့်တမှုခေအပြင်းပြရိုက်ကြတာတပည့်တန်းတမှုပါညာအဲ့လိုငါတနေ့ကျတော့ဒီဘက်မှာထိုင်နေဒါမှငါကြွားနေတာနော်ဒါမှငါကြွားတာဟာအကြောင်းပဲမဟုတ်ဆိုမင်းတို့မှတ်လို့ရပါတယ်အဲ့ဒီမှာငါ English Digest ဆိုစာအဲ့ခုနကပြောတဲ့ဘာလို့ဟိုလားတရက်ထောင်ရောက်တဲ့ခါကျတော့ B class မှာပေးတဲ့စာကြီးတိုက်ကိုသုံးခွင့်ရတယ်အဲ့တော့အဲ့မှာထုတ်တော့အဲ့မှာ English Digest ပါတယ်အဲ့မှာဘာဆိုဆောင်းပါးလေးဆိုတာ Grants of Burma ဗမာပြည်တို့ရှိကရင်များဆိုတဲ့အကြောင်းကိုပါလာတော့အဲ့ဒီမှာကရင်တွေကိုဘာလဲအင်္ဂလိပ်ရဲ့အပေါ်မှာသစ္စာရှိတဲ့အကြောင်းဘာတွေရေးထားတယ်ပေါ့ကွာထားလိုက်ပါတော့အကြောင်းအရာတွေငါမပြောတော့ပါဘူးအဲ့တော့ငါကရင်ရတဲ့သဘုံထားနေချင်းအဲ့မှာပြီးတော့အဲ့မှာကိုကျော်စင်းကငါဆရာကိုမူရင်းဆရာကိုကျော်စင်းကဖဲဝိုင်းထဲမှာထိုင်လို့ဥပအေးကလည်းအဲ့မှာထိုင်လို့ခုနရဲမင်းရဲပါရဲဝန်ပေါ့ခရင်ရဲဝန်ထိုင်တော့ငါကိုကျော်စင်းတို့ကဖဲထုတ်ခလိကနေဘာလဲကွာဒီမှာနားထောင်ဆိုတော့ငါအဲ့ digest ထဲကဟာဖတ်ပြနေပြီးတော့မှပြီးသွားတယ်အဲ့ဒါကြောင့်ဖြစ်တာဗျာငါမေးအဲ့တော့ကဖဲကင်ပြီးတော့နေတဲ့ခုနကပြတဲ့ခရံရဲဝန်ဥပအေးကဖဲချက်ကလေးကိုင်းနေကလှည့်ပြီးတော့နောက်ကြည့်မောင်သိမင်းအဲ့ဒါပါတော့ဟာငါလန့်သွားတာသူကသူကြီးတယ်လေငါလက်ကခွေးလို့ဟောခွေးပြတဲ့ဒုလောက်ရှိတဲ့ကောက်တော့လန့်ဟာဟုတ်တယ်ဘာတော့လဲဆိုဟို English Digest ပါလို့ဒီဟာလေးပြရတယ်မင်းကတော့အမျက်အထွက်ဆုံးမှာပဲကွာငါရှိတယ်မင်းတို့တင်းသွားတာခု၄လလောက်ပဲရှိတယ်မင်းက Digest ပတ်နေပြီနော်နော်မင်းတို့ပြောချင်တာဘဝဆိုတာဘာလဲပြောစမ်းဘဝဆိုတာဘာမသိဘူးလားသိတယ်ခုပြောစမ်းတမီးပြောစမ်းဘဝဆိုတာဘာလဲဟာ if you don't ask me I know but if you ask me I don't know မမေးရင်သိတယ်မေးရင်မသိတော့ဘူးအဲ့ဒါမဟုတ်ဘူးလားတမီးမွေးမလာလို့ရှိရင်ဘဝဖြစ်မလားမွေးတဲ့ဥဝဲခောက်သေးသွားပြီမရှိတော့အသေးလေးမွေးလာဘာမှဖြစ်ဘူးမင်းအသက်ဘယ်လောက်ရှိလဲစားပါတော့35ဖြစ်မယ်45ဖြစ်မယ်ငါ85အဲ့ဒါအချိန်မဟုတ်ဘူးလားအချိန်မပါဘဲနဲ့ဘဝဖွဲ့လို့ရလား Life is made up of time ဘဝဆိုတာအချိန်နဲ့ဖွဲ့ထားတာမင်းဘဝကိုတမိုးလို့ရှိရင်တမိုးထားရင်အချိန်ကိုတမိုးထားပါမင်းအချိန်ကိုဘယ်လောက်တမိုးထားဘူးတလဲငါသူများဖမ်းလို့ထောင်ထဲရောက်သွားတဲ့4-5လပြီလွတ်လိုက်တဲ့အချိန်ဟာငါဘဝကြီးတစ်ခုပြောင်းသွားတယ်အဲ့ဒီအချိန်ပဲနားလေလားအကောင်လေးတွေကောင်မလေးသတိထားအဲ့ဒီကတင်လိုက်တဲ့ဥစ္စာဘယ်လောက်ဖြစ်သွားတယ်ထင်တော့ဒီမှာအပြင်ထောင်ကိုဖောက်ပြီးထွက်ပြေးတာအောင်တင်းတတိမဆိုးဘူးခုကြတော့မကောင်းတော့ဘဝမှာကြီးလာလေတတိနဲလေးပဲငယ်မှာကိုတတိကောင်းတာ
ကြီးလိုက်တတ်တယ်မကောင်းတော့တနက်16လဲနဲ့မိစရကြီးလေးလုံးကြားရတဲ့ထွက်ခဲ့တဲ့အောင်သိန်းတော်ပေါ်သေးသေးမထင်နဲ့ထွက်ပြေးခဲ့တာရောက်တယ်လွတ်တယ်ထားလိုက်တော့မပြောဘူးအဲ့ဒီထောင်ကပြေးလိုက်ခါကျဘယ်ရောက်သွားလဲဆိုတော့ရေနံချောင်းရောက်သွားတယ်အဲ့တော့ရေနံချောင်းအစိုးရသိမ်းထားတာအဲ့ဒီရေနံရောက်တော့အဲ့ဒီကအမေရိကန်ဘောင်းမကြီးစစ်ဘောင်းမကြီးဝယ်လိုက်တယ်အဲ့ဒီစစ်ဘောင်းမကြီးက10လောက်ပဲပေးရတယ်အဲ့တော့17ကျပ်လောက်10လောက်ပဲပေးရတယ်ညာဘက်ကပေါင်မှာအိတ်ကြီးတအိတ်ဘယ်ဘက်ကအိတ်ကလေးပေါင်မှာနောက်ကအိတ်ပြီးတော့ဘေးအိတ်တီအများကြီးပဲစစ်တပ်ကိုညာဘက်ကအိတ်ကတော်တော်ကြီးတော့ညာဘက်ပေါင်မောကအိတ်ကကြီးတော့ဝိထုစာအုပ်ထည့်လို့ရတယ်အဲ့ဒီမှာ Michael West ရဲ့ dictionary ထည့်ထားတယ်အောင်သိအဲ့ဒီနည်းနဲ့လုပ်ခဲ့တာနောက်ဆုံးပိတ်ကြတော့ဆယ်ရန်အောင်နဲ့တခါပဲဖြစ်တော့အလေရမြဆရာဖြစ်တယ်ဝေကောလိတက်တယ်ကြားတော့မယ်နော်သမီးကြားပြရစီအဲ့ဒီနေ့ second year ရောက်တဲ့ခါကျတော့ Mr. Chan ဆိုတာတရုတ်မကြီးဟောင်ကောင်ပေါက်ဒါမှအမေရိကန်မှာဖွေရတယ်မိမကြီးဘုံမလို့တလုံးမှမတောင်တရုတ်မကြီးအင်္ဂလိပ်စာဌာနတနေ့မှရောက်တဲ့ခါကျ second test ပြီးတယ်ပြီးမှ answer paper တွေပဲသူစစ်ပြီးRoman 161ပေါ့ဆိုတဲ့ခါ present ma'am ငါပြောရှိပါတယ်ပေါ့ the best answer you made ဟာအကောင်းဆုံးပဲအတန်းနဲ့ချိန်မလားတက္ကသိုလ်မှာအဲ့ဒါမျိုးဟာသိရှိခဲ့တယ်ဒါမင်းတို့သိဖို့နောက်ကြတော့ debate in English ခေါ်တယ်အင်္ဂလိပ်လိုစကားလိုပဲလုပ်တဲ့ခါမှာငါ best speaker ရခဲ့တယ်နော်မယ်ထောင်နဲ့တင်ခဲ့တဲ့အကောင်အဲ့ဒီအရင်ကဟာပြောလိုက်အောင်မယ်နည်းနည်းလေးသိခံနော်ကြွားတဲ့သဘောမျိုးမထင်ပါနဲ့နော်အဲ့ဒီဦးအောင်တန်းကဘိုးရောင်ဆန်းလို့လောက်ကြံထားတော့သွားတယ်ဆိုတာမှတ်မိလားပြောခဲ့တယ်နော်အဲ့မှာရန်ကုန်ပါသွားသေးတာပါသွားသေးတဲ့ခါကျဦးအောင်တန်းရဲ့မိန်းမဒေါခင်နုငါမမနုလို့ခေါ်လို့ရှိတယ်အဲ့ဒီသူတို့ရဲ့ညီမအငယ်ဆုံးတယောက်ရှိတယ်လှလှတင်နဲ့ခုတော့သေးသွားရှာပါပြီငါမလှလို့ခေါ်တယ်သူ့တငယ်ကြီးတယောက်ကမခင်လှတယ်သူကဘီဒီသူက ISC ဘိုင်ကိုဆေးတက်တယ်အဲ့တော့စနေနေ့ကြာလို့ရှိရင်တွားပြီးတော့ငါခေါ်ရတယ်ခေါ်တယ်ဆိုတာ driver ရှိပါတယ်ကိုစိန်ဖေးတဲ့သူနဲ့သွားသူက driver ကားနဲ့ရနေတယ်ဒါပေမဲ့ငါအဲ့မှာသွားပါလာတဲ့ဆောက်အဲ့အခမ်းအနားမှာဘလို့တင်လာခေါ်ပြီးကားရောက်နေပြီလို့ပြောပြပါစနေနေ့လားတနေ့နေ့တနေ့လို့ပြောရပါရနေအိမ်မှာစားတော့ပြီးတော့ညနေရက်မှပြန်ပို့ရတယ်ဒါဟာသူတို့အဲ့တုန်းကလည်းចောင်းသားနဲတယ်ကွာဒါတော့မများဘူးအဲ့ဒီမှာနေတော့အဲ့မမလှဆိုရဲနောက်တစ်ခါမခင်လှဆိုသူမခင်လှကိုလည်းမလှပဲငါခေါ်တယ်သူကဘီဒီကသူတို့တငယ်ချင်းမို့လို့တော့ခေါ်တာအဲ့ဘီဒီသွားခေါ်တော့ဘီဒီမှာရှိတဲ့ TTC ခေါ်တာပေါ့ကွာအဲ့အခန်းကဥပကြီးကပကြီးဥပကြီးကသိတ်ကောင်းတယ်အဲ့ခန်းကြီးတစ်ခုကိုဆွဲထားတာငါအဲ့ဒါပကြီးဝါသနာပါတယ်ခုလည်းဝါသနာကြိုက်တယ်အဲ့မှာကြည်နေတော့သမီးပြောအောင်မနော်ပါလာလေအဲ့ကန်းလေကျောင်းသူတွေနဲ့ကျောင်းသူတွေလာတွေ့ကြဟိုဘက်ကျောင်းသားလေးတွေလာတွေ့သူတို့စကားပြောရပြီးကြတချို့လည်းနှစ်ယောက်တော့သူတို့ပြောတယောက်သူလည်းနှစ်ယောက်တည်းသူတို့ပြောပေါ့တခြားလည်းအင်းရဘက်ကိုအတွဲဖြစ်နေဖြစ်အင်းရဘက်ထုတ်တော့ပေါ့အဲ့လိုဖြစ်နေတော့လာပြီးတွေ့တဲ့အချိန်တည်းမှာမပြောအောင်မှာကြည့်ရတော့အကုန်လုံးဆယ်ရန်အောင်မိသားကြီးပဲလေတက္ကသိုလ်ကျောင်းသားတွေလေငါဒီနေရာကိုဘယ်တော့မှမရောက်နိုင်တော့ပါလားသမီးရဲ့ငါမျက်ရည်ဝဲလာတယ်တကယ်ပြောတာဖျားစုပါသည်အဲ့တည်းဖြစ်ခဲ့တယ်ပြီးတော့ငါလှက်အဲ့ဒီလိုအောင်သိမ်းနောက်ကြတော့အဲ့တက္ကသိုလ်မှာဆရာပြန်ဖြစ်လာမဟာဝိဇ္ဇာဂုံတူနဲ့ပြောချင်တာကမင်းဘယ်တော့မှမျောလေးတကမလျှော့ရနဲ့တ
ခုတည်းရှိရမင်းဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတယ်မင်းဘဝကိုတန်ဖိုးလို့ရှိရင်အချိန်ကိုတန်ဖိုးထားပါတာပဲမင်းအချိန်ကိုတန်ဖိုးမထားလို့ရှိရင်ဘဝတွေလကားဘဝစက်တနာရီတော့ခွဲတော့မယ်ဟမ်စစ်နည်းနည်းပြောမလားရလားဟုတ်ရပါတယ်စွတ်အော်တယ်တော့ကြာတော့မဟုတ်မိမတယောက်လို့ဘုန်းကြီးကတရားမချနိုင်ဘူးမချနိုင်ရင်ကလေးရင်နဲ့ရေခွေနဲ့အိတ်နဲ့ကလေးကိုစိတ်ဆွဲဆိုတေချင်းစိုးတိတ်နစ်ဖေကကိုရတိတရားမချသေးဘူးပေါ့မျိုးတော့မလုံးနဲ့အဲ့တော့ဒီလိုကနိုင်ငံရေးလောကထဲမှာတော့ကျင်လဲခဲ့တယ်တားခဲ့တယ်ပေါ့ငယ်ပေါ့ကွာအဲ့မှာကျင်လဲတဲ့ခါကျတော့ကားမတ်စ်ရဲ့တင်နန်းနေLeninism, Karl Marx, voilà, socialism, communism, ဒါတွေတင်နန်းနေရလေတက်ခဲ့ရတယ်ကအဲ့ဒီတင်နန်းထဲမှာရှိတဲ့အထက်ထဲမှာမင်းတို့အကောင်တွေမှတ်ထားငါပြောမှာခုတည်းထိတချို့ရတယ်ငါမယုံပါဘူးခုမလက်ခံဒါမှတချို့ရတယ်တိတ်ကြိုက်တယ်ခုတည်းထိအဲ့ဒါပါလဲဆိုတဘာဝအပေါင်းလှုပ်အားညီမြခြင်းတန်ဖိုးတယ်အင်္ဂလိပ်ဆို nature plus labor power is equal to value equation ကိန်းနန်းလေးသမီးရဲ့တဘာဝအပေါင်းလှုပ်အားညီမြခြင်းတန်ဖိုးပြန်ပြောတာတဘာဝအပေါင်းလှုပ်အားညီမြခြင်းတန်ဖိုးတဲ့မင်းတဘာဝဟာဥမာကုမြေကြီးအောင်မှာမယ်ဒီနေရာမြေကြီးအောင်မှာရင်နာမရှိဘူးထင်တာရှိရင်ရှိနိုင်တယ်ကြောက်တော်မတရားမရှိဘူးလို့ပြောနိုင်လားရှိနိုင်တယ်ဒါပေမဲ့သူ့ဘာသူရှိနေဘာတန်ဖိုးရှိတော့အဲ့ဒီရင်နာအဲ့ကြောက်တော်မတရားမင်းဖော်ထုတ်လိုက်လို့ရှိရင်တန်ဖိုးရှိလာတယ်ဘာပေါက်ထားလဲလောက်အားပေါက်ထားအခုမင်းခဏကရေမိုးရတယ်ရေရတယ်ဒါပေမဲ့အဲ့ဒီရေတန်ဖိုးမရှိဘူးလားရှိတယ်ဒါပေမဲ့အဲ့ဒီရေပြင်းနေလို့ရမယ်တယောက်ကခန္ဓာခွက်တဲ့ထက်လာလို့ရှိရင်သူကတန်ဖိုးတက်ဘာလို့လောကဝင်သွားလို့ဟုတ်ဘူးလားအဲ့တော့အခုငါစကားပြောနေဘာနဲ့ပြောနေလေနဲ့ပြောနေတာမင်းလေပိုက်ဆံပေးရလားအလကားရနေတာပဲဒါပေမဲ့ခုပြောတဲ့ခါကျထွက်လာလေပါရတော့ဟုတ်မှာဟိုနားမှာရွှွန့်ရှိတယ်ဟိုဘက်လေခွက်ထဲမှာရွှွန့်နေရှိတယ်အဲ့ပဲရွှွန့်နေသွားယူရသားပဲအဲ့ရွှွန့်ကိုမင်းဒီတိုင်းထားရင်ဒီတိုင်းပေါ့ဘာမှတန်ဖိုးမရှိဘူးမင်းလောက်စာလုံးလိုက်ရင်ဘာဖြစ်တော့တရားကိုမင်း300လောက်ဖြစ်ဖြစ်ပဲလောက်စလုံးတရားကိုလေဟုတ်လားအဲ့တော့သူကပြောတယ်စာဘာအပေါင်းလုံအားညီမြချင်းတက်ပေါ့လေအလကားရတယ်ခုငါအသက်ရှူနေမင်းတို့အသက်ရှူနေပိုက်ဆံပေးရတာဒါမှအလကားရတယ်ဆိုတော့မင်းဆိုင်ကယ်ကိုသွားလေထွေးလို့ဝါရှော့သွားပြီးတော့ပြတာခမရဗျာကျုပ်ပေးစမ်းမလို့ခမရအလကားလေပဲအလကားရတယ်ဆိုပါရိုက်လို့မှာပေါ့ဟုတ်ဘူးလားဘာပေါင်းတာဒါကြောင့်မို့လို့တဲ့ဓာတ်ထောင်သဘာဝအပေါင်းလုံအားညီပြန်ရစ်တတ်မှုတဲ့အဲ့ဒီမှာသဘာဝဒီအလကားရတယ်ဒါကြောင့်သဘာဝကိုဖြုတ်ချလိုက်လို့ရှိရင်လုံအားညီပြန်ခြင်းတတ်မှုတဲ့ဒါကြောင့်အဲ့ဒီတတ်မှုကိုအလုလုသူသားလည်းရလိုက်တယ်ဆိုအဲ့ဒါ socialist တော်လှန်ရေးရဲ့ပထမဆုံးပေါ်ခဲ့တဲ့အခြေခံ equation ကြီးအဲ့ဒါပဲဗျာနားလည်လားကိုပြောတာနောက်တစ်ခါဥမာခေါင်းလောက်စလုံးလုံးနဲ့လောက်စလုံးမလုံးဘူးတဲ့ gain မင်းဥပုပ်လို့ရင်ပိုးစေးကြည့်သွားပြီဟုတ်လားမင်းအဲ့ဥပုပ်မှာကနုတ်ထက်လိုက်ရင်ပိုးစေးကြည့်သွားပြီသဘောthe labor power the higher the value လုံအားဝင်လေတံမိုးကြီးလေဒါကြောင့်လုံအားတိလာတံမိုးဒါပေမဲ့ community တော်လှန်ရေးလုပ်တဲ့အခါထဲမှာငါစီတဲ့ပြောတဲ့ဥစ္စာမင်းတို့လက်ခံခြင်းခံမခံခြင်းနေငါပြောတဲ့ဥစ္စာသူတို့ short တွက်တဲ့ဥစ္စာအရေးရှင်တွေကို
ဘေးချိတ်ပြီးတော့တယ်ဒါပေမဲ့အရေးရှင်နေအုပ်လို့တော့ရှော့တွက်တယ်အဲ့ဒါကြောင့်ကွန်မြူနတီဝါဒနည်းနည်းရင်းရင်သွားတာအခုဘီဂိတ်လေမင်းတို့ကြားဦးမှာပေါ့ကွန်ပျူတာမှာ Windows တွေပါလေဘီဂိတ်တန်းချီချမ်းသာတာဟာလို့တူပေါက်ပြားပေါက်နေတာမှမဟုတ်ဘူးနဲ့စဉ်းစားတာဟုတ်လားပြောချင်တာပြန်ပြောမယ်ဒီဟာကိုထားလိုက်တော့သဘာဝအပေါင်းလို့ဟာညီမချင်းတမို့ဟုတ်လားကောင်းပြီမင်းမွေးတော့ကဘာပါတော့တူတူပဲငါမွေးတော့ကဘာဘူးတူတူပဲရွှေလင်မနဲ့အချင်းစေးဘေးမွေးတဲ့မင်းသွေးစုဝရိများမှာတဲ့ရွေဖွာလို့တရားမင်းနဲ့ကိုမြိုင်ကျင်သူတင်းလဲပဲလူကြည်ပြင်းအောက်ပါအုပ်ဖို့ကနှောင်းနဲ့စနုံးတော်ကိုမျိုးသူမြေပြင်သားမှာကိုပြည့်ချက်နဲ့ဗစုံနဲ့မွေထုတ်လိုက်သူတင်းလဲပဲလူဟိုရင်းဒီရင်းဘယ်သူမှနှခါအဖို့မပါလာသူချီနှချောင်းလက်နှချောင်းခေါင်းလေးကအလဲမှာပြူဘယ်သူပဲဘယ်ဝါပဲလူတွေကဆွဲထုတ်လိုက်တဲ့လူတိုက်ပြည်နိုင်ငံတော်ကိုအုပ်ချုပ်သူဘယင်ကကြီးလဲကျုပ်လိုလူအာလုံးတူတူထားပါခမရလဲလူခမရတူမှဖယားမထူပါအင်္ဂိတ်ဘူလန်ဂျမ်မရုရှားလူဘယင်ကကြီးလဲခမရလူကျုပ်လိုလူမွေးစဉ်ခါအလုံးအတူတူမင်းနိုင်ငံနဲ့အတူတူပဲမွေးတော့ကမင်းဒီတိုင်းပဲဒါမဲ့ငါကိုငါလှုပ်အားတော်သွင်းထားတယ်ဒါကြောင့်ငါ MA ဖြစ်လာတာမင်းကိုမင်းဘယ်လောက်သွင်းတယ်လဲဟာဒီနေ့ငါပြောချင်တဲ့ point နဲ့ဒါပဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားတယ်မင်းအချိန်ကိုဘယ်လောက်သုံးထားတယ်လဲတန်ဖိုးရှိရှိမင်းအချိန်ကိုဘယ်လောက်သုံးချတယ်လဲမင်းကိုမင်းဘယ်လောက်လှုပ်အားသွင်းထားတယ်လဲလှုပ်အားသွင်းသလောက်တန်ဖိုးရှိမှာပဲဒါပဲကောင်းလေးတွေတတိရှိပါဘဝကိုစိန်ခေါ်ပြစ်စမ်းပါငါကိုငါလှုပ်အားသွင်းပြင်မယ်ဆိုမလို့ဆုံးပါကိုခိုင်းရတယ်သူများခိုင်းမှလှုပ်လို့ရှိရင်ကြုံခေါ်တယ်ကွာကိုခိုင်းမှသခင်စိတ်နားလေလားယောက်ျားကွာကောင်မလေးကယောက်ျားဆိုဆရာသူကောင်လေးတွေပဲပြောတယ်မိန်းမရောမိန်းမပေါ့မိန်းမတွေရဲ့တတိကောင်မမပြောနဲ့ငါရှိစရာပြောတယ်မိန်းမတွေရဲ့အစားကိုခလေးမိုးဝင်တာတခုတည်းနဲ့ငါဆလံပြူတယ်ဟာလွယ်လာမဟုတ်ဘူးခလေးမိုးဝင်ကငါမမွေးဘူးဆက်သွားတော့မယ်နော်ခုဆက်တဲ့ခွဲသွားပြီကိုကြီးရမှာပါလေဆိုတော့ဒီဆိုင်နဲ့လည်းသိတယ်ဟဲ့လားဒီနေ့ရောက်လာတယ်တော်လေးတော်မလေးကောင်းကြီးကောင်းကြီးဟုတ်တယ်အဲ့လိုတော့ဒီနေ့စီတယ်ပါနော်အဲ့ဒီလိုအဖြစ်ရရတယ်တို့မဟာဝိသကြောင့်ဒီရတယ်တော့ဒီလိုပါဒီလိုစိတ်ကိုလည်းမင်းလေးကိုလည်းဝါကိုလုပ်တယ်ဆိုရင်အဲ့လုံးမှာသာရေးတယ်သင်ဖို့နေတာသင်ဝိလာတာအဲ့လုပ်တာသိပါရဲ့အဲ့သာရေးတဲ့အတန်တို့သိရအောင်ပေါ့အဲ့ဒါမှဒီလိုလေးနဲ့ပြောပါငါမင်းနဲ့သွားမယ်လို့အရှင်ဩဝါဒပါဗျာဆိုမင်းကလည်းတက်ဟာအဲ့ဒါသိရတယ်ပေါ့လုပ်တယ်နဲ့သာရေးပြီးတော့ကိုမဲကြတယ်တော့ဘုရားကြတယ်ပါတဲ့အဲ့လိုတွေကမာရဘောမှာသတ္တမပြတဲ့မှာသူကဘုရားကိုဆုံးဖြတ်တယ်ဒီကျင်းလာလေးဟာနောက်ကြတော့သူဘောရမပြတဲ့တဲ့တော့သူကတိတာတော့သိတယ်လေယာသူသိတယ်ဒါလေးကြောင့်ကိုနည်းတယ်တော့သူမလို့ဘူးလားသူကိုယ်ရုပ်တယ်အဲ့ဘာလဲဘောဘောအဲ့မှာအဲ့မလို့တော့အလုံးစုံထားပေါ့ထားတယ်သူ
ရောက်ပါတယ်တရားစီရောက်တဲ့